အားလုံးပဲမင်္ဂလာပါရှင်။သမီးကတော့ HBN-HD1 Home-based learning မှာပညာသင်ကြားနေတဲ့ G4C018 ပဲဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့တန်းမိုင်ဆရာကတော့ဆရာဦးတီဖြစ်ပြီးလူမှုရေးကိုတင် जा ပို့ချပေးနေရတော့ချဲစနေပဲဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့ Group 1မှာပါဝင်ဆောင်ရွက်ပေးသူတွေကတော့ G4C001, G4C003, G4C013, G4C018, G4C019, G4C020 နဲ့ G4C021 တို့ပဲဖြစ်ပါတယ်ရှင်။သမီးတို့ပြောပြမှာကတော့ပကံခေတ်စာပေမြစီရီကျောက်စာအကြောင်းပဲဖြစ်ပါတယ်ရှင်။မြစီရီကျောက်စာသည်မြန်မာသမိုင်းနဲ့စာပေအတွက်အလွန်တန်ဖိုးရှိသောရှေးဟောင်းဖွင့်လေးတစ်ခုဖြစ်ပါတယ်။ပကံခေတ်ရဲ့အရေးပါဆုံးကျောက်စာတွေမှာတစ်ခုလည်းဖြစ်ပါတယ်။ကျောက်စာရဲ့နဲ့အမီနဲ့တည်နေရမီရေးမှာရစကုမာရကျောက်စာသို့မဟုတ်ကိုပြောက်ကြီးကျောက်စာလူတီများသောအမီမှာမြစီရီကျောက်စာတည်နေရပကံမြို့မြေကပါအရဲရှိမြစီရီဖျားအနီးသို့သောလက်ရှိတွင်မူလကျောင်းတိုင်ကိုပကံရှေးဟောင်းသူဒေသနာပြတိုက်တွင်ထိန်းသိမ်းထားသည်ဟုသိရှိရပါသည်။ရေထိုးသူမှာကျန်စစ်သားမင်းကြီးရဲ့သားတော်ရာဇကုမာရမင်းသားမှရေထိုးခဲ့ခြင်းဖြစ်ပါတယ်။မြစီရီကျောင်းစာကိုရေးထိုးချိန်မှာမြန်မာတက္ကသိုလ်194ခုနှစ်ခရစ်နှစ်1113ခုနှစ်တွင်ရေးထိုးခဲ့သည်ဟုကျောင်းစာပါအချက်လက်များရသိရှိရပါသည်။ရေးပါမှုနှင့်ထူးခြားချက်များမှာတော့မြစီရီကျောင်းစာသည်ကမ္ဘာပေါ်တွင်ဘာသာစကားလေးမျိုးကိုတပြိုင်နက်ရေးထိုးထားသောကျောင်းစာတိုင်းဖြစ်သည့်အတွက်အလွန်ကိုထူးခြားပါသည်။ဘာသာစကားလေးမျိုးမှာတော့ကျောင်းစာတိုင်းမျက်နှာလေးဘက်တွင်အောက်ပါဘာသာစကားလေးမျိုးဖြင့်အတူတူအဓိပ္ပာယ်ကိုရေးထိုးထားပါတယ်။ပါဠိဘာသာ၊မွန်ဘာသာ၊မြန်မာဘာသာ၊ဖြူဘာသာစတဲ့ဘာသာစကားလေးမျိုးဖြင့်ရေးထိုးထားပါတယ်။သမိုင်းဆိုင်ရာတန်ဖိုးမှာတော့ရှေးကြဆုံးမြန်မာကျောက်စာမြစီရီကျောက်စာသည်ခိုင်မာသောတိုက်ဂရိတ်နှင့်တကွတွေ့ရှိရတဲ့အစောဆုံးမြန်မာစာအရေးအသားဖြင့်သတ်မှတ်ခြင်းခံရပါတယ်။မြန်မာစာပေ၏ရှေးကြဆုံးထောက်ထားမှုတင်ပြနေပါတယ်။ပြူစာပေ၏နောက်ဆုံးသက်တည်မှာကျောက်စာတွင်ပါရှိသောပြူဘာသာသည်ယနေ့အချိန်ထိတွေ့ရှိရသောပြူရေးသားတဲ့ကအစောဆုံးတစ်ခုဖြစ်တယ်လို့နောက်ဆုံးတွေ့ရှိရသောပြူစာပေအထောက်အထားတစ်ခုလည်းဖြစ်ပါတယ်။ပြူလူမျိုးတို့ဤဘာသာစကားကိုလေ့လာရတဲ့အဓိကတော့ချက်လည်းဖြစ်ပါတယ်။ရေးထွေရခြင်းအကြောင်းရင်းအနှစ်ချုပ်ကျန်စစ်သားမင်းကြီးနာမကျန်းဖြစ်စဉ်နီကိုလိုပြီးနောက်ရသကုံမမင်းသားက၎င်း၏ဖခင်ကျန်စစ်သားမင်းကြီးအာယေစု၏ကျောင်းတော်နှင့်ဖျားများဆုပ်လုပ်ပြီးဤအလူတန်းများပြုလုပ်ခဲ့ပုံကိုမတန်းတင်ထားခြင်းဖြစ်ပါတယ်။အဓိကအကြောင်းရများမှာရသကုံမမင်းသား၏မိခင်ကျန်စစ်သားမင်းကြီးမိဖုရားတမဝတီနာမကျန်းဖြစ်ရမှတားတော်အားကျောင်းမြင့်စေတနာများနှင့်နေရာများပေးခဲ့ခြင်းကျန်စစ်သားမင်းကြီးနာမကျန်းဖြစ်၍တားတော်ရသကုံမယတနာတို့ကိုရောင်းချကားပြီးဖျားသုံးဆွေနေကျောင်းတော်ဆောက်လုပ်ခဲ့ပုံမင်းကြီးအားယေစု၏ထိုဖျားနှင့်ကျောင်းတော်တို့ကိုလှူဒန်းခဲ့ပုံနှင့်ထိုအလိုကိုဆက်လက်ဆောင်ရှောက်ရန်မှာကြားထားပါတယ်အတိမပြုခံရမှုမှာမြစီတီကျောက်စာကို၎င်း၏တမိုင်းဝင်တမိုးဘာသာစကားဆိုင်ရာရေးပါမှုနှင့်ပကံခေရေးကြီးမှုကိုဖော်ပြနိုင်မှုအများကြောင့်ကမ္ဘာအမွေအနှစ်တန် Memory of the World Register တွင်2019ခုနှစ်၌ UNESCO မှသတ်မှတ်ခဲ့ပါသည်မြစီတီကျောက်စာသည်မြန်မာစာပေပြူစာမိုးစာတို့၏တက်တဲ့အပြင်ပကံခေ၏နိုင်ငံရေးလူမှုရေးဘာသာရေးနှင့်စာပေအဆင့်တန်းတို့ကိုထိဟပ်ပြနေသည့်အဖို့မဖြတ်နိုင်သောတမိုင်းမှတ်တမ်းတစ်ခုဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ် project တွေမှာထပ်တွေ့ပါမယ်။အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ။